ရောက်တယ်လားမရောက်တယ်အေးတယောက်တည်းမောင်ကချောတွေဝိုင်းတယ်ပေးပါတယ်မြောက်ကလာပါမြို့နယ်မေရာဗီလာရောက်ရှိပါပြီရှင်ဒီသားစုလိုပဲရောက်ပါပြီရှင်ကောင်းဆိုလာဆိုင်ကိုရောက်ပါချစ်စရာလေးဒါမေရာဗီလမ်းမကြီးဟုတ်တယ်မေရာဗီလမ်းမကြီးပေါ်ကကောင်းဆိုလာဆိုင်ကမမပါရှင်ပိုင်ရှင်မမပါသဘောရမ်းကောင်းပါတယ်လာပြီးလို့ရပါတယ်နော်ဒီမှာအပြစ်မှာပူသဘောကောင်းတယ်ချောတယ်မလေးစိတ်လဲရှည်တယ်တကယ်မြင်လိုက်လို့ရှိရင်လေဗာလေမျက်နှာမြင်ချစ်ခင်ပါစေဆိုတော့ရှစ်မွေးပါတယ်ဒီမှာဒါမိသားစုလိုပါပဲလိုအပ်တာကြီးလာရအပြစ်လို့ရပါတယ်ဆွေမျိုးတွေကြလာပါရှင်အဆုံးရှိပါတယ်ရေခဲတက်တာတွေရောဘောက်တွေရောဆက်တွေရောအဆုံးရှိပါတယ်ရှင်ပန်ကားတွေရောအဆုံးရှိပါတယ်လျှက်စစ်ပစ္စည်းဟုတ်တယ်နော်မနော်လျှက်စစ်ပစ္စည်းအဆုံးရှိတယ်နော်အခုတော့ပြီးပါပြီနောက်ထပ်ဆက်ပြီးတော့လမ်းကြောင်းတွေသွားကြရှိပါသေးတယ်လေးကနေပို့လိုက်တဲ့ပတ်စင်မန္တလာမင်းတန်စာဂိတ်ကိုလာယူနေပါတယ်ရှင်ဘာလဲဆိုတာတော့ပြဦးသိန်းစီကပို့လိုက်တဲ့မန္တလေးမြို့ကပို့လိုက်တဲ့ဘိန်းဝင်းလက်မထက်ကဲဆိုင်ဝတ်တွေပဲဘိန်းဟောတာမှားထားတာရောက်ပါပြီတိုင်းစီတည်ရတယ်ဘိုးလုပ်ရပါဘူးရန်ကုန်မြို့တော့တာဖန်နေရဒီနောက်ရောက်ပါဘာစီပြန်တမ်းမစီရဘာစီရလိုက်မောင်းပို့စီရတမ်းမစီရကားရဆုံးလို့ငါအောင်ထဲအဲ့ဒီမေဒီဘလဲဘာလို့ပြရတော့လင်းနေရနေပြီးရောတမီးတွေလိုက်ပို့ပေးနေပါတယ်ရန်ကုန်မြို့ကိုသွားချင်တဲ့နေရာကိုလိုက်ပို့ပေးနေပါတယ်ကဲရရှိတဲ့တက်ကဘယ်နေကြရောက်ပါရေကွန်းဝဲမလို့ညများလေးထုတ်ပေးမှလည်းတဲ့ဒီဟာဦးပြတဲ့ကွက်တယ်ဟိုကဒီကြီးရလဲဒီရောလဲဒီဟောင်းရမှာပဲပြန်ဆောင်ရတော့လေဘာဆရာလိုက်ပြီးတော့ချိန်လို့ပြပါလေဘာဆရာတော့ပြပါလေရှင်ဆိုင်ဆရာများနှဆုံးယူပါလေအဆောင်းနော်ဒီပါလေးပဲဒီပေါ့ဒီအားလုံးပါရပေါ်ဝင်းဒီဖေးကြီးသူလက်ကြလက်ကောင်းပါလေလက်ကြသူချက်ကြော်ဝိုင်းချက်ကြော်ဝိုင်းလွယ်ဦးပြင်းအဲ့လိုမျိုးပြင်းအမိညာဆိုင်မိပါတယ်ဈေးရတက်နေပါတယ်ဆက်လို့လည်းမရပါဘူးဆက်တာတော့ဘာလို့ယူသွားဆိုချက်ပြီးတာကအဲ့လိုဖြစ်ကုန်ပြီသမီးတွေဘဘဆရာကိုယ်တိုင်လိုက်ပြီးတော့ဒီပါတယ်ရှင်ပစ္စည်းတွေဝယ်ထားတော့လိုရင်နောက်ထပ်ဈေးရတက်ဖို့ပဲရှိပါတယ်ကြားဖို့မရှိပါဘူးတောင်းကောင်းဆောင်တော့မကောင်းတော့ဘူး။အခန်းသားတွေမှာနာပြီးတာ။ဈေးရတော့တက်ပါတယ်။အော်တိုတက်နေပါတယ်။စိုက်ပညာရှင်များစိုင်းဖွဲ့များပစ္စည်းတွေကတော့အများနဲ့တက်နေပါတယ်ရှင်။လိုအပ်ရင်တော့အမြန်ဆုံးတော့ဝယ်ထားလိုက်ကြပါ။သမီးတို့ရဲ့ဘာ။ဒီကွန်းကဒီကွန်းလုပ်တဲ့နေရာဒီကွန်းလုပ်တဲ့တက်တာဘုရားပေးတဲ့နေတော့ဒီလိုပေးတာကိုင်းနာဒီပြဟာပါကမရှိဘူးလေနဲ့ချမ်းချင်းဆွဲကိုဘဘဆရာတို့စုံတွဲနဲ့ဖြစ်တာပါဗျာရန်ကုန်မြို့
စားကြပါဦးချက်မိတ်ဆွေပါဘယ်လုံးလဲကျေးဇူးပြန်ပါပြီခုညမို့တို့ညနေပါပြီတာပန်ရအောင်မြန်မာကိုရမင်္ဂလာပါရှင်မန္တလေးမြို့ကဦးသိန်းပို့ပေးလိုက်တဲ့ဝမ်းလက်ဝမ်းထက်ရွှေသိန်းစုများရှင်ဝမ်းလက်ဝမ်းထက်နှစ်ဝိုင်းပြိုင်မင်္ဂလာဆိုင်ပင်ကြီးအိမ်တို့ရောက်ရှိပါပြီရောက်ရှိပါပြီရှင်